တစုံတစ်ယောက်ကိုမကျင်납ဘူးတစုံတစ်ခုအဖြစ်အပျက်ကိုမကျင်납ဘူးစိတ်ထဲမှာတနှုံနှုံတွေးပြီးတော့မြတ်တဲ့နဲ့ထွေးလည်းမပြစ်နိုင်ဘူးမျိုးလည်းမချနိုင်ဘူးစိတ်ထဲတင်မှာဖြစ်နေတာတော့ညက်နေတာနှုတ်နဲ့လည်းထွက်ပြီးတော့ပြောနေတာမဟုတ်ဘူးလက်နဲ့လည်းပဲကာယကံမြောက်လုံနေတာမဟုတ်ဘူးစိတ်ထဲတင်မှာဖြစ်နေတော့တွတ်နဲ့စကားတွေပြောနေတာဘယ်သူမှမကြားဘူးတတိရှိလို့ရှင်တော့ကြားလိုက်မယ်စိတ်ထဲမှာပြောနေတာပြောတဲ့စကားတွေအကုန်လုံးကမကျင်납မှုတွေကြီးပဲအဲ့ဒါပါတော့အဲ့ဒါအမျက်အဲ့ဒီအမျက်ဟာတဲ့ဘာကြောင့်ဖြစ်တယ်လဲစစ်ပေါက်နားထောင်နော်အခန္တိဇောတဲ့သီးမခံခြင်းကြောင့်ဖြစ်တယ်တဲ့ဒီအမျက်ကကဲကွာဘဝရဲ့လို့တွေ့ကြုံလာရင်ဘယ်သူတွေကကိုယ်စိတ်တိုင်းကြလှုပ်ပေးမှလဲဖြစ်ချင်တာဗျံပရာဖြစ်နေတဲ့လောကကြီးမှာတီးခံခြင်းဆိုတဲ့လက်နက်ကိုကင်ဆွဲမထားဘူးဆိုရင်ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူးလို့နားလည်ပြီးတော့ပြောသမျှစကားတွေကြားသမျှစကားတွေတွေ့သမျှအခြေအနေတွေကိုငါတီးခံလိုက်မယ်ဆိုလို့ရှိရင်အမျက်ဖြစ်เสียအကြောင်းရှိလား